ဒီဝိညာဉ်သိလေးပေါ့နော်ဝိညာဉ်သိဆိုတာကအရင်တော့ကျွန်တော်တို့စက္ခုံဥဒ္ဒဘာတွေစဖြစ်တယ်ဝိညာဉ်သိဆိုတာနားလျောင်ပြရင်ဒီတိုင်းတော့မသိဘူးရေကြည့်ရေမြင်တယ်ပဲထင်တာအဲ့ဒါတင်ညာသိကျွန်တော်ကရေကိုတကယ်ကြည့်ရင်ရေမြင်တာမဟုတ်ကြည်တာမြင်တယ်ဆိုတာအဲ့ dimension မပြောင်းခဲ့ဘူးကြည်တာမြင်တယ်လို့ dimension ပြောင်းအောင်မသိဘူးစက္ခုဝိညာဉ်ကကြည်တာပဲမြင်တာရေဘယ်တော့မှမသိရေဆိုတာမနောကတင်ညာနဲ့လောကတမတ်ချက်တိုင်းသိတယ်အဲ့တော့ဒီရေလို့သိတာကတင်ညာကလွှမ်းမိုးနေတော့တင်ညာသိလို့ကျွန်တော်မသိဘူးစိတ်ထဲမှာအဲ့တော့ဝိညာဉ်သိရပါတော့ရေမြင်တာမဟုတ်ဘူးရေကြည့်ကြည်တာမြင်တာနွားတို့မြင်တာမဟုတ်ဘူးဖြူတယ်မြင်တယ်ဆိုအဲ့ dimension မပြောင်းသေးကျွန်တော်ကပညာကိုမတက်နိုင်ဘူးဒီရှင်းစိတ်နောင်စိတ်ပဲစိတ်ဖြစ်စဉ်ကဒါဝိညာဉ်သိပဲတရားထုတ်တော့လည်းဘယ်တဲ့ရောက်သမထတဲ့ရောက်တာပဲအဲ့တော့အဲ့ဒီပြန်စင်ကျင်တော့လည်းသူတင်ညာသိနဲ့ပြန်စင်ကျင်တော့အဲ့ဒါနေပါလဲပြီးတော့မတက်နိုင်တော့ဘာလို့ဝိညာဉ်သိမရဘူးလို့ဝိညာဉ်သိကြောင့်ရေမြင်တာမဟုတ်ကြည်တာမြင်တာနွားတို့မြင်တာမဟုတ်ဖြူတာမြင်တာပြောချင်တာကနားတဲ့ဝင်တာအတန်ပဲဝင်တာအတန်လို့ဘာမှမဝင်ဘူး